နဲ့ edit ဖြစ်သွားတဲ့ Paris Zoo vlog လေးပါတကယ်ချင်း3ရောက် Paris Zoo သွားတာဖြစ်ပါတယ်ရေဆုံးဝင်ချင်းတော့ capybara လေးမြင်ရပါတယ်ဒါတော့ကျွန်တော်ရဲ့ capybara ရဲ့ပေါ့နော်ရုံအကြီးကြီးဒါတော့ရုံလိုခွေးလိုပေါ့နော်ရုံနဲ့လည်းမတူပြီးလို့ရှိရင်ဒီဘက်ကကျတော့ဒီအကောင့်လေးရှိရပေါ့နော်ဒီကင်ဖို့အတွက် Paris Zoo ဆိုတော့လုပ်ပေးထားပြီးလို့ရှိရင် aquarium amphibians reptile fish တွေရှိတဲ့နေရာကိုသွားပါတယ်ဒါကတော့ axolotl လေးတွေပါမွေအမဲဒါကတော့ iguana ပေါ့နော်ဒါတော့ဒီကောင်မနှစ်ယောက်မကြောက်မလန့်နဲ့ကိုင်းနေကြတာကျွန်တော်တို့ကြောက်တယ်这里滚啊滚啊သူက Paris Zoo ဆိုတာမွေတွေလည်းကိုင်လို့ရပါတယ်ကျွန်တော်တို့ကြောက်လို့မကိုင်ခဲ့ပါဘူးတရုတ်အခေါ်ပေါ်ပြောင်းမှုမွေအနီရောင်မွေပီစီလေးတွေဒါတော့ပင်ကူတွေပါဖာပြီးလို့ရှိရင်အပြင်အကောင်လေးတွေအစားသွားကျွေးပါတယ်တော့ခိုင်းပါတယ်我的妈呀ဝက်စိတ်来呀呀这边呀爸爸贝里爸爸လိုင်းယွန်ကြီးနဲ့ဟခုနောမထားတာကောင်这个小猪猪的名字叫什么小黄两位名字叫什么黑心猪သူကြီးစားနာမည်ပေါ့နော်ဒါတော့လာမမျက်တောင်ကြီးအရန်လှတာဖြုတ်တောင်ယူခြင်းနဲ့စားတဲ့ရုပ်ကြီးကချင်စရာကြီးဒါတော့ကြွက်မျိုးနွယ်ပါတော့ဘီပါလိုကြွက်လိုဒါတော့အင်ကြီးစားနေတော့စိတ်ဒါလဲလာမှာပဲအော်နေတာဥရလို့ဒါတောင်ဒါခိုဒါ turkey ဒါတောင်အဖြူသူကသူ royalty လူဘာလူညာလူပေါ့ဒါတော့ကျွန်တော်တငယ်ချင်းလောင်ထဲမှာဝင်ပြီးချက်တူရွေးကိုင်းနေရဒါတော့ရှော့တစ်ဖက်ထဲနဲ့ခေါင်းကြီးကိုနောက်ပြန်စိုက်ပြီးတော့ခါကျအိတ်နေရငှက်ပေါ့နော်ဘာငှက်ကြီးလဲတော့မသိဘူးပြီးတော့အမတ်တရဓာတ်ပုံလေးပတ်ရိုက်ခဲ့ပါတယ်gift shop ထဲဝင်တဲ့ capybara လေးတွေဝင်ကြည့်ရယ်ဓာတ်ပုံတွေရိုက်တယ်ဒါကတော့တကြံကြဖို့ ready ဖြစ်နေတဲ့ capybara လေးပြီး300သားပုံရိုက်တယ်အထောက်မှာ capybara လေးနဲ့ snap လေးပေါ့နော်ပြီး300သား sushi သွားစားကြပါတယ် mukbang အစီအစဉ်လေးကြာရောက်လာပါပြီစားတယ်ဝါးတယ်ထပ်စားတယ်ပါဇက်ထဲတွတ်တယ်လက်ကြီးကြပြီးကင်မရာကိုပြဖို့မေ့သွားလို့ပါဇက်ထဲနေပြန်ထုတ်ပြီးတော့ပါဇက်ထဲပြန်ထည့်ပါတယ်ဒါတော့တငယ်ချင်းလိုက်ရှုံနေတာဖြစ်ပါတယ်ပြီးစားတယ်ဝါးတယ်ပြောနေရအိမ်မဲ့သူစားလို့ဒါတော့စားမဲ့ဟာတွေကဘာလဲတော့မှတ်မိတော့ဘူးစားတယ်ဒါတော့ salmon salad လို့ပြောရမလားမသိဘူးစားတယ်တော်လေးတော့စားကောင်းတယ်ချိုရည်တောက်တယ်အတင်းတုပ်တယ်ပြီးလို့ရှင်ဆက်စားပါတယ်စားကောင်းလို့ကပါတယ်ဒါတော့ sushi ဆောက်ထပ်စားပါတယ်ဟုတ်ကဲ့ပြီးပါပြီ bye bye